အလုတ်ချိန်ပြေးလောက်ကင်နေရင်းကနေကိုဝါသနာပါတဲ့စီမံကိန်းတစ်ခုကနေလစဉ်ဝင်ငွေအမေရိကန်ဒေါ်လာ1000ရအောင်ဘယ်လိုဖန်တီးခဲ့လဲဒီနေ့ဒီဗီဒီယိုကအချိန်ပြည့်အလုတ်လုပ်ရင်ဘေးကနေကိုပိုင်စီးပွားရေးတစ်ခုထူထောင်ချင်နေတဲ့မိတ်ဆွေတွေအတွက်အထူးသင့်တော်ပါတယ်ဒီစီမံကိန်းကနေရရှိလာတဲ့သင်ခန်းစာတွေဟာမိတ်ဆွေတို့အတွက်တန်ဖိုးရှိတဲ့အချက်လက်တွေဖြစ်လာမှာပါဒါပေမဲ့ဒီလိုအောင်မြင်မှုမျိုးရဖို့အစပိုင်းမှာသူတို့ဘယ်လိုစတင်ခဲ့တာလဲဘယ်လိုအခက်အခဲတွေကိုကျော်လွှားခဲ့ရတယ်လဲဆိုတာစိတ်ဝင်စားစရာပါ Colin ဆိုသူဟာသူ့ရဲ့တငယ်ချင်း2ဦးနဲ့အတူ Water Cooler Trivia လို့ခေါ်တဲ့ B2B စီမံကိန်းတစ်ခုကိုစတင်ခဲ့ပါတယ်။သူတို့ဟာအချိန်ပြည့်အလုပ်လုပ်နေရင်ပထမဆုံးတစ်နှစ်အတွင်းမှာပဲအမေရိကန်ဒေါ်လာ1000ခန့်ဝင်ငွေရရှိခဲ့ပါတယ်။ငယ်ငယ်ကလေးကပဟေလိတွေကိုအယမ်းစိတ်ဝင်စားတဲ့ Colin ဟာသူ့ရဲ့ဘွဲရပြီးပထမဆုံးအလုပ်မှာအလုပ်ခွင်တွေကလူတွေနဲ့ယဉ်နှီးဖို့အတွက်ပဟေလိမေးခွန်းတွေစပြီးမျှဝေခဲ့ပါတယ်။ဒီလိုလှုပ်လိုက်တဲ့အခါမထင်မှတ်ထားတဲ့ရလဒ်တွေထွက်ပေါ်လာခဲ့ပါတယ်။ Colin က Google Founder ကိုပဟေလိ10ခုထည့်ပြီးရုံးကိုပို့ပေးလိုက်တဲ့အခါနိုင်ပိုင်းအတွင်းလူအများပြားဝင်ရောက်ဖြေဆိုခဲ့ကြပါတယ်။သူဟာညညက်တဲ့အထိအဖြေတွေကိုစစ်ပြီးရလဒ်တွေကိုလည်းစိတ်ဝင်စားပြုလုပ်ပေးခဲ့ပါတယ်။ဒီလိုနဲ့အပတ်စဉ်ပဟေလိကအလုတ်ခွင်မှာအောင်မြင်မှုတစ်ခုဖြစ်လာပြီးအချင်းချင်းစကားစမြည်ပြောဆိုဆက်ဆံရေးတွေပိုကောင်းလာတာကိုသူသတိထားမိခဲ့ပါတယ်။ဒီဖြစ်စဉ်ကသူ့ကိုစီးပွားရေးလုပ်ငန်းတစ်ခုစတင်ဖို့တွန်းအားဖြစ်စေခဲ့ပါတယ်။ Water Cooler Trivia ဟာအလုတ်ခွင်အတွက်အပတ်စဉ် email နဲ့ပို့ပေးတဲ့ပဟေလိမေးခွန်းတွေပေးပို့တဲ့ဝန်ဆောင်မှုဖြစ်ပါတယ်။ရည်ရွယ်ချက်ကတော့လုပ်ဖော်ကိုင်ဖက်တွေကြားစကားစမြည်ပြောဆိုမှုတွေနဲ့ရှင်ပြိုင်မှုတွေကိုဖြစ်ပေါ်စေဖို့ပါ။အဖွဲ့ခေါင်းဆောင်တဦးကအမျိုးအစားအခက်အခဲနဲ့အချိန်တွေကိုရွေးချယ်ပြီးအပတ်စဉ်ပဟေလိ10ခုကိုလက်ခံရရှိကြပါတယ်။သူတို့ဟာ2019ခုနှစ်ကုန်ခါနီးမှာစတင်ခဲ့ပြီး2018ခုနှစ်ဇန်နဝါရီမှာပထမဆုံးရောင်းဝါရရှိခဲ့ပါတယ်။အစပိုင်းမှာဒီလိုရိုးရှင်းတဲ့စနစ်တစ်ခုကိုဘယ်လိုစတင်တည်ဆောက်ခဲ့ကြတာလဲ။ပထမဆုံးအကြိမ်စမ်းသပ်ထုတ်ကုန် MVP က Google Form ပဟေလိနဲ့လက်ဖြင့်စစ်ဆေးတဲ့အဖြေတွေပဲဖြစ်ပါတယ်။2019ခုနှစ်ဇူလိုင်လမှာ Colin ဟာတငယ်ချင်း3ဦးကို Google Form ပဟေလိကိုသူတို့ရုံးတွေမှာဖြန့်ဝေခိုင်းခဲ့ပါတယ်။ Mailchimp ကိုတုံးပြီး email ပို့ပေးခဲ့ပါတယ်။အဖြေတွေကကောင်းမွန်တဲ့အတွက်သူဟာအတူလုံးမဲ့ပူတွဲတီထောင်သူတွေကိုရှာဖွေခဲ့ပါတယ်။သူ့ရဲ့ call တုံးကပဟေလိတွဲဖက် Nick နဲ့ Nick ရဲ့အခန့်ဖော် software engineer Ryan တို့ဟာအတင့်တော်ဆုံးပူးပေါင်းဖော်တွေဖြစ်လာခဲ့ကြပါတယ်။ဒီ3ယောက်ဟာတယုံတဲ့အလုပ်မလုပ်ကြပဲအချိန်ပြည့်အလုပ်ရှိကြပေမဲ့ဘလို့စီးစီးလုံးလုံးစတင်ခဲ့ကြတာလဲ။သူတို့3ဦးစလုံးဟာ Water Cooler Trivia အပြင်အချိန်ပြည့်အလုပ်ကိုစီရှိကြပါတယ်။ဒါကြောင့်သူတို့ဟာတပတ်ကို1ကြိမ်သို့မဟုတ်2ကြိမ်တွေ့ဆုံပြီးတဦးချင်းစီကတပတ်ကိုနိုင်10နာရီခန့်အချိန်ပေးကစီမံကိန်းကိုဖန်တီးခဲ့ကြပါတယ်။2လခန့်အချိန်ယူပြီးပထမဆုံး version ကိုတည်ဆောက်ခဲ့ပြီး email ပို့ခြင်းနဲ့အဖြေစစ်ဆေးခြင်းတွေကိုအလိုအလျောက်စနစ်နဲ့ဆောင်ရွက်ခဲ့ပါတယ်။ Ryan ဟာသူ့ရဲ့အလုပ်မှာ email ဝန်ဆောင်မှုစနစ်တစ်ခုတည်ဆောက်ဖို့တဲ့အတွေ့အကြုံကြောင့်အများကြီးအထောက်အကူဖြစ်စေခဲ့ပါတယ်။ဒီလိုကောင်းမွန်တဲ့အစတစ်ခုရပြီးနောက်သုံးဆွဲသူတွေကိုဘယ်လိုဆွဲဆောင်ခဲ့ကြသလဲ။သူတို့ဟာစီမံကိန်းကိုစတင်တော့ကသူတို့ရဲ့ယုံနေနဲ့တငယ်ချင်းတွေရဲ့ယုံနေမှာစတင်အသုံးပြုခဲ့ပါတယ်။ platform စတင်ပြီးနောက်လူမှုကွန်ရက်တွေမှာကြော်ညာခဲ့ပါတယ်။2018ခုနှစ်မှာတော့ဈေးကွက်ရှာဖွေရေးနီလန်းအမျိုးမျိုးကိုစမ်းတက်ခဲ့ပါတယ်။ကုန်ကျစရိတ်မရှိဘဲအကောင်းဆုံးရလဒ်ပေးတဲ့နီလန်းကတော့တငယ်ချင်းတွေနဲ့မိသားစုကိုပြောပြခြင်းဖြစ်ပါတယ်။ဒါအပြင်တီးတန့်ပရိသတ်ရှိတဲ့ podcast တွေနဲ့ email newsletter email သတင်းလွှာတွေမှာကြော်ညာတာကလည်းအောင်မြင်ခဲ့ပါတယ်။ဒါပေမဲ့သူတို့အတွက်အလုံးမဖြစ်တဲ့နီလန်းတွေလည်းရှိခဲ့ပါတယ်။လူကိုယ်တိုင်ပဟေလိပွဲတွေမှာပံ့ပိုးကူညီတာ LinkedIn မှာဓာတ်ရိုက်စာပို့တာ lead ရှာဖွေရေး software တွေကိုသုံးတာမျိုးကတော့အောင်မြင်မှုမရခဲ့ပါဘူး။အဓိကသင်ခန်းစာကတော့ပစ်မှတ်ထားတဲ့ပရိသတ်ကိုအတိအကျရှာဖွေပြီးအဲ့ဒီအပေါ်မှာအာယုံစိုက်ဖို့ပါပဲ။သူတို့ရဲ့စီးပွားရေးပုံစံကတော့ယုံနေရဲ့လူမှုရေးအသုံးစရိတ်တွေကိုပြစ်မှတ်ထားပြီးအဖွဲ့လိုက်ပါဝင်သူအည်အတွက်ပေါ်မူတည်တဲ့လစဉ်သို့မဟုတ်နှစ်စဉ်စီးရင်သွင်းစနစ်ကိုသုံးခဲ့ပါတယ်။2019ခုနှစ်မှာအခမဲ့ပြီးပြီး2018ခုနှစ်ကစတင်အခကြီးငွေကောက်ခံခဲ့ပါတယ်။ဒီလိုအောင်မြင်လာတဲ့စီမံကိန်းကနေဘယ်လိုရည်မှန်းချက်တွေရှိကြသလဲ။2019ခုနှစ်အတွက်သူတို့ရဲ့ရည်မှန်းချက်တွေကတော့တည်ငြိမ်တဲ့ဝင်ငွေတိုးတက်မှုကနေထုတ်ကုန်နဲ့ဈေးကွက်ကိုက်ညီမှုကိုအတည်ပြုဖို့သုံးစွဲသူတွေကိုပျော်ရွှင်အောင်ထားဖို့နဲ့လုပ်ငန်းဆောင်ရွက်ခြင်းကိုလျှော့ချဖို့တို့ပဲဖြစ်ပါတယ်။သူတို့အတွက်အထူးအထောက်အကူဖြစ်ခဲ့တဲ့အလေးကျင့်3ခုကတော့အပတ်စဉ်သုံးစွဲသူစီကတုံ့ပြန်ချက်ရယူခြင်းလူမှုရေးပတ်ဝန်းကျင်မှာစိတ်ကူးအမြင်တွေဖလှယ်ခြင်းနဲ့အပတ်စဉ်အလုပ်လုပ်တဲ့ပုံမှန်အချိန်စီကသတ်မှတ်ခြင်းတို့ပဲဖြစ်ပါတယ်။ဒီအတွေ့အကြုံတွေကနေတခြားဆုံးဦးတည်ထွင်သူတွေအတွက်
ဘလို့အကြံဉာဏ်တွေပေးနိုင်မလဲ ကော်လင်ကတော့ပူးတွဲတီထောင်သူကိုဖောင်ဒါတွေရှိတာကအောင်မြင်ဖို့အများကြီးအထောက်အကူဖြစ်တယ်လို့ဆိုပါတယ်စွန့်ဦးတီထွင်သူတယောက်ရဲ့အတက်အကျတွေကိုအချင်းချင်းဖေးမကူညီနိုင်တာကြောင့်ရှေ့ဆက်သွားနိုင်ဖို့အားဖြစ်စေပါတယ်ဒါအပြင်အမြဲတမ်းသင်ယူနေဖို့တွန်းအားပေးမဲ့စီမံကိန်းမျိုးကိုရွေးချယ်သင့်တယ်လို့လည်းအကြံပြုထားပါတယ် Water Cooler Trivia ရဲ့ခရီးစဉ်ကနေမိတ်ဆွေဟာအချိန်ပြည့်အလုပ်လုပ်နေရင်ကိုယ်ပိုင်စီးပွားရေးတစ်ခုကိုဘယ်လိုစတင်တည်ဆောက်ပြီးအောင်မြင်အောင်လှုပ်ဆောင်နိုင်တယ်ဆိုတဲ့အတွေးအမြင်ကောင်းတွေရရှိမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့စွန့်ဦးတီထွင်မှုပုံစံတွေကိုလည်းဆက်လက်မျှဝေပေးသွားအောင်မှာဖြစ်လို့နောက်ထပ်ဗီဒီယိုတွေအတွက်စောင့်ကြည့်ပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်